စစ်တွေဘုံနာကျွန်းအစပ်ကလဒံမြစ်ထဝကိုထိန်းချုပ်ထားတဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရှိစစ်ကော်မရှင်တပ်ရဲ့အမှတ်3ရေတပ်ဗျူဟာကိုအာရခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။အဲ့ဒီရွှေမင်းကန်အမှတ်3ဗျူဟာစစ်ရေရင်စုတပ်ရင်းနေရာအပါအဝင်စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပုံနာကျွန်းမြို့နယ်အစပ်နေရာအလုံးမှာစစ်ကော်မရှင်တပ်ဟာရေတပ်စစ်တင်ပေါ်တွေအထိုင်ခံစစ်တွေအခိုင်အမာပြုလုပ်ခုခံနေပါတယ်။အဲ့ဒီနေရာတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီဖြည့်တင်းခံစစ်အခိုင်အမာပြုလုပ်ထားပြီးအာရခတပ်တော်ထိုးစစ်ကိုကြီးရီလေးပူပေါင်းခုခံနေပါတယ်။အာရခတပ်တော်ဟာစစ်တွေမြို့နယ်မှာအခိုင်အမာခြေကုပ်ယူထားပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့စစ်ကော်မရှင်တပ်အတိုင်းဝိုင်းကဆိုကြပါတယ်။အဲဒီရွှေမင်းကန်အမှတ်3ဗျူဟာစစ်ရေရင်စုတပ်ရင်းသိမ်းတိုက်ပွဲတွေမှာအာရခတပ်တော်ရဲ့ရေတပ်အញ្ញံရေရင်တွေလည်းပါဝင်တိုက်ခိုက်နေတာမို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတေဆုံးတန်ရာရသူတွေများနေတယ်လို့ဆိုကြပါတယ်။